စားတော့မပြောတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတာဒါပေမဲ့တိအောင်တော့ပြောရသေးတာပေါ့ respect မရှိတဲ့အကြောင်းပြောပြတာပါကျွန်တော် post တင်ထားတာလုံးခဲ့တဲ့ကြာပြီပေါ့နော်အဲ့ပို့အောင်မှသူပါဝင်ရေးထားလဲဆိုတော့တယောက်ချင်းစီစိန်ခေါ်တယ်ကွာတဲ့ကြိုက်တဲ့ကောင်တက်ခဲတဲ့နောက်ဆုံးရတဲ့စိန်ခေါ်တဲ့လူဘယ်သူမှမလာဘူးဆိုရင်ဦးလေးလာခဲ့ဗျာတဲ့ဦးလေးလည်းစိန်ခေါ်တယ်ပြောကျင်တာကကျွန်တော်ကလူငယ်တွေတိုးတက်အောင်လို့တန်ကြေးနဲ့ပတ်သက်တဲ့နည်းပညာတွေကျွန်တော် sharing လုပ်တယ်ကျွန်တော်မီဒီယာနဲ့ postman တွေများမီဒီယာနဲ့အရာမှန်တွေများအကုန်လုံးနားလည်အောင်အကုန်လုံးတက်ကြွအောင်လူငယ်တွေတိုးတက်အောင်လို့ကျွန်တော်လုပ်ပေးနေတာကျွန်တော်စိန်ခေါ်မှုတွေလက်ခံဖို့အတွက်ကျွန်တော်တော်တော်သုံးနေတာမဟုတ်ဘူးနောက်ကျွန်တော်အဲ့လို respect မရှိတဲ့မိကွန်းတွေကိုပြန်လဲဖြေချဖို့ပြန်လဲတုံ့ပြန်ဖို့အတွက်ကျွန်တော်တော်သုံးနေတာမဟုတ်ကျွန်တော် TikTok ကိုကျွန်တော်အသုံးပြုနေရတဲ့အကြောင်းရင်းကကျွန်တော်တို့လူငယ်လေးတွေတိုးတက်စေချင်လို့ကျွန်တော်တို့လူအရာရောက်စေချင်လို့ကျွန်တော်တို့ဒီလောက်စူးစမ်းခဲ့တာတော့မှတချို့အရာတွေမအောင်မြင်ခဲ့ဘူးတချို့အရာတွေအရေးမပါခဲ့ဘူးဘာလို့လဲဆိုတော့မလိလာခဲ့ကြလို့ပေါ့နော်အဲ့တော့ခုကျွန်တော်တတိထားမိတယ်ကျွန်တော်လေ့လာမိတယ်ပုံမှာလူငယ်တွေလေ့လာလိုက်စားမှုအားနေတယ်လှုပ်လှုပ်ကန်မှုအားနေတယ်နှိမ်ချမှုဘိုင်းမှာကျတော့အများဆုံးခံနေရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တိုးတက်စေချင်လို့ကျွန်တော်တန်ခင်းနဲ့ပတ်သက်တဲ့ဝူတူလာတွေ sharing လုပ်တယ်လေ့လာကျွန်တော်နောက်ကျွန်တော်တိတိလောက်ပြန်လဲဖြေချပေးတယ်ဒါပေမဲ့အခုချိန်ထိတချို့အားလေးတွေပေါ့နော်စော်ကားမှုလေးတွေတွေ့နေရတယ်စော်ကားတာတွေမဟုတ်ဘူးကျွန်တော်ကစိန်ခေါ်နေတယ်ကျွန်တော်ကိုစိန်ခေါ်အောင်ကျွန်တော်လိုအောင်မြင်မှုဘာရပြီးပြီလဲရနေပြီလားရခဲ့ဘူးလားရဖို့ရောစူးစမ်းဘူးလားကျွန်တော်မေးချင်ပါတယ်ဒီလိုမေးလိုက်လို့စူးစမ်းနေတဲ့လူငယ်တွေအတွက်အနောက်ရှက်ဖြစ်သွားရင်ကျွန်တော်ဒီနေရာနေတောင်းပန်ပါတယ်ဒါဝီဒီကျွန်တော်ဒီပို့အောက်မှာဝင်ပြီးတော့မှန်ထားတာတွေ့လို့ကျွန်တော်အဲ့တော့အခု respect မရှိတဲ့အရာမှန်သမျှကျွန်တော်ဘလော့ပါတယ်နော်နောက်လည်းဘလော့ပါမယ်အဲ့ဒါလေးလာပြောတာပါတန်ကြီးနဲ့ပတ်သက်တဲ့မေးခွန်းကျွန်တော်ဟိုတိုလေးကျွန်တော်အော်တိုမန်ကအကြောင်းမေးထားတယ်ကျွန်တော်မကြမီဖြေချပေးပါမယ်နော်နောက်ဝရင်အဲ့ရေးအောက်ဝရင်အကြောင်းမေးထားတယ်ကျွန်တော်ဖြေချပေးပါမယ်ကျွန်တော်တို့လေ့လာနေပါသေးတယ် respect မရှိရင်တော့ကျွန်တော်ဘလော့မယ်ဆိုတဲ့အကြောင်းထပ်ဆင့်ကျွန်တော်ပြောကြပါတယ်ကျေးဇူးပါ